10 နှစ်လောက်ကွာတဲ့ဆရာဝန်မောင်လေးနဲ့စစ်ဆက်လိုက်တယ်လို့ပုံတွေပြန့်နှံ့လာတဲ့မင်းသမီးကြီးဆိုမြတ်သူစားမင်းသမီးကြီးဆိုမြတ်သူစားကတော့အခုအချိန်မှာအသက်50ကျော်ဝင်ဖြစ်နေတာဖြစ်ပြီးလူကြီးတန်းဝင်နေပြီဖြစ်တဲ့ထိတ်တန်းမင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်အချစ်ရင်နဲ့ပတ်သက်ပြီးအမြဲတမ်းကန့်ခေတက်တဲ့မင်းသမီးကြီးတစ်ယောက်ဟာသူ့ရဲ့ပထမဆုံးအိမ်အောင်ကလေးကနေလူချစ်မှုရေးရကိစ္စနဲ့ပတ်သက်ပြီးတော့တက်တစစ်နေထိုင်ခဲ့တဲ့သူပါမိန်းကလေးချင်းလဲစိတ်ဝင်စားသလိုရောင်ချခြာတိတ်ငယ်လေးတွေနဲ့လည်းတွဲခုတ်လေးရှိတဲ့မင်းသမီးကြီးဟာအခုတစ်ခါမှာတော့သူမထက်အသက်20ငယ်တဲ့ဆရာဝန်မောင်လေးနဲ့အတူစစ်ဆက်လက်ထပ်လိုက်ပြီးဆိုတဲ့သတင်းတွေကလည်းအခုရပိုင်းမှာအတော်လေးကိုမှလူပြောများနေခဲ့ပါတယ်ဓာတ်ပုံတွေလည်းပြန့်နှံ့လာခဲ့ပေမဲ့ဒီသတင်းဟာတော့သတင်းအမှန်လားအမှားလားဆိုတာသိချမသိရသေးတဲ့အတွက်လူများကတော့သူမကိုယ်တိုင်ဖြည့်ရှင်းလာဖို့အတွက်မျှော်လင့်နေခဲ့ကြပါတယ်။သူမရဲ့စစ်ဆက်သတင်းတွေအပေါ်မှာအသက်ကြီးပြီးအချိန်မစီပဲတရားမရှိလို့အခုလိုမျိုးအိမ်အောင်ထပ်ပြတဲ့အတွက်ဝေဖန်နေကြတဲ့သူတွေလည်းရှိသလိုဘဝသစ်စိတ်သစ်လူသစ်နဲ့အိမ်အောင်သစ်မှာပျော်ရွှင်ပါစေလို့ဝမ်းသာဂုဏ်ပြုနေကြတဲ့သူတွေအများပြားလည်းရှိခဲ့ပါတယ်။ဟိုခိတပြန်ရောက်လာတဲ့ဆိုမြနန္ဒာသူမကတော့တိတ်မကြခင်မှာဒီအိမ်လေးကိုပြန်လဲခွဲခွာသွားရတော့မှာပဲဖြစ်ပါတယ်။ခိတခဏပြန်လာချိန်မှာပူပြင်းတဲ့နေရာသေးကသူမကိုကြိုးစိုးနေတယ်လို့သူမရဲ့အိမ်မွေးခွေးလေးကလည်းပြန်သွားမယ်ဆိုတာကိုသိနေတယ်လို့ဘေးကနေမခွဲမခွာနိုင်ဘူးလို့သူကပြောဆိုခဲ့ပါတယ်။6လတာမရှိတဲ့ချိန်မှာ channel ကတစ်ပင်တွေကလည်းပုံမကြီးထွားလာတယ်လို့သူမကပြောပြလာခဲ့ပါသေးတယ်။မြန်မာနိုင်ငံကိုပြန်ရောက်ချိန်မှာ US မှာရှိတဲ့တားဖြစ်သူကိုစစ်မကြောင် US ရောက်နေချိန်မှာလည်းကြံခဲ့တဲ့မိဘတွေကအသက်ကြီးနေတာကြောင့်ကျမကိုဆူတောင်းရင်းနဲ့သူမရဲ့ပူပင်တော်ကဖြစ်နေတဲ့အကြောင်းအရာကိုလည်းပြောပြထားခဲ့ပါသေးတယ်။နောက်ထပ်ပညာသတင်းတစ်ပုဒ်အနေနဲ့အလူကကျဲလောင်းတဲ့ဆောင်းပေါက်စတန်ကြောင့်နားစီပေါက်သွားခဲ့တဲ့တရုတ်ဆောင်ကျွတ်တဲ့ဇလန်တွဲတွေကနေတဆင်လူသိများလာတဲ့တရုတ်ဆောင်ကျွတ်တဲ့ဟာတော့ရုတ်တရက်ကျဲလောင်းတဲ့ဆောင်းပေါက်စတန်ကြောင့်နားစီတစ်ဖက်ပေါက်သွားတယ်လို့သိရပါတယ်။နားဦးနေတာ3ရက်လောက်ရှိပြီးကြာမှစေကံပြကြည့်ပြီးနားစီတစ်ဖက်ပေါက်သွားကြောင်းလည်းသိရပါတယ်။ကျွတ်တဲ့ဟာနားစီမပေါက်ခင်အလူတစ်ခုကိုတွားရောက်ခဲ့ပြီးအဆိုပါလူကနေအပြန်မှာယခုကဲ့သို့ဖြစ်ခဲ့ခြင်းဖြစ်တာပါ။စေကံအပြမျက်နှာကြောင့်နားစီပေါက်ပြီးလုံးလုံးမကြတော့တဲ့ဒီမျိုးမဖြစ်ခဲ့ဘူးလို့လည်းသိရပါတယ်။နောက်ဆုံးပညာသတင်းတစ်ပုဒ်အနေနဲ့တရုတ်နိုင်ငံရှန်ဟိုင်းကိုအလဲပတ်ရောက်နေတဲ့နော်ဖောအထားတရုတ်ဆောင်နော်ဖောအထားကတော့ဒီရက်ထောတွင်မှာတရုတ်နိုင်ငံရှန်ဟိုင်းမှာလက်ပတ်နေတဲ့ပုံတွေကိုဖော်ပြလာခဲ့တာပါ။သူမရဲ့ကောလာဟာလာတွေထွက်ခဲ့ပြီးနောက်ပိုင်းမှာတော့ချစ်သူရဲ့အားပေးမှုကျင်နာမှုတွေနဲ့ကြိုးဖြတ်ခဲ့ပြီးပရိသတ်တွေကိုလည်းအတိပေးတောင်းပန်စာလေးရေးသားထားခဲ့ပါသေးတယ်။နောက်ဘောရထားကတော့ဒီရက်တွေမှာတရုတ်နိုင်ငံရှန်ဟိုင်းမြို့မှာလက်ပတ်နေတဲ့ပုံလေးတွေကိုယခုလိုမျိုးဝေမျှခဲ့တာလည်းဖြစ်ပါတယ်။နေတိုးတရုတ်ဆောင်နိုင်မှာမဟုတ်တဲ့ဇယုံနဲ့အတူနေတိုးကိုတောက်ချလိုက်တဲ့မြင်မြန်လက်ရှိချိန်မှာတော့အောင်မြင်ဆုံးတဲ့ပရိသတ်အားပေးမှုကိုရရှိထားတဲ့မိသားနှစ်လက်ကိုပြပါဆိုရင်နေတိုးနဲ့မြင်မြတ်ကိုပြသရပါလိမ့်မယ်။ဒီနှစ်ဦးဟာတော့အခုချိန်ထိလည်း